ဉာဏ်ရှိသောမြောင်မကြသေးမီကတက္ကသိုလ်ပါမောက္ခတူဟာဘယ်တရိษံကအသိဉာဏ်ရှိဆုံးလဲဆိုတာသိရအောင်မတူညီတဲ့တရိษံတွေကိုစမ်းသပ်မှုတွေအများကြီးလုပ်ခဲ့တယ်။သူရှာဖွေတွေ့ရှိခဲ့တာကတော့မြောက်ကခွေးကြောင်မြင်းစသည်တို့ထက်ပိုအသိဉာဏ်ရှိတယ်ဆိုတာပါပဲ။စမ်းသပ်မှုတစ်ခုမှာပါမောက္ခကမြောက်တကောင်ကိုတစ်တာတွေအများကြီးရှိတဲ့အခန်းတစ်ခန်းထဲမှာထည့်ထားလိုက်တယ်။တချို့တစ်တာတွေဟာတခြားတစ်တာရဲ့အထက်ထဲမှာရှိတယ်။တစ်တာသေးသေးလေးတစ်ခုရဲ့အထဲထဲမှာကတော့အစားစရာတချို့ရှိတယ်။ပါမောက္ခကအဲ့ဒီမြောက်ကိုစောင့်ကြည့်ခြင်းပြီးဒီမြောက်ဟာအဲ့ဒီအစာကိုရှာတာဘယ်လောက်ကြာမလဲလို့သိချင်တယ်။ပါမောက္ခကအခန်းထဲကထွက်သွားတယ်။တကားပြင်ပန်းမှာမိနစ်အနည်းငယ်စောင့်တယ်။အဲ့ဒီနောက်မှာတော့သူကအတူထပြီးသူ့မျက်လုံးကိုတကားတော့ပေါက်နားမှာထားလိုက်တယ်။သူပါကိုတွေးလိုက်ရတယ်လေ။သူကိုအံ့ဩသွားစေတာကသူဟာမြောက်ရဲ့မျက်လုံးကိုတက်တက်ကြီးကြည့်မိတာကိုသူ့ကိုယ်သူတွေးလိုက်ရတာပဲ။မြောက်ကတကားရဲ့ဟိုဘက်တစ်ဖက်မှာရှိနေပြီးတောပေါက်ကနေဖြတ်ပြီးပါမောက္ခကိုကြည့်နေပါတယ်။မြောက်တွေဟာအသိဉာဏ်ရှိလုံးလို့လူတွေဟာသူတို့ရဲ့ရှိမှအန်ဒီရဲ့ရှိတဲ့လုပ်ရက်တွေကိုမလုပ်ပြသင့်ဘူး။ဥပမာမင်းကြီးချစ်တာမျိုးဖြစ်ပါတယ်။ During this scorching summer, please be extra careful about fire hazards. Children should never play with matches or flammable materials. Stay safe and healthy, everyone!